တော့ကျောင်းရဲ့ guidance တွေကိုသွားနာထောင်ရနေပဲဖြစ်ပါတယ်။ကျောင်းကိုတူတူသွားဖို့တငယ်ချင်းကိုစောင့်နေရင်းနဲ့သူကမလာသေးရနဲ့အနာခွန်မင်းကြီးမှာထီးလက်တယ်လေးဝင်ရင်းနဲ့စောင့်နေရပေါ့နော်။တငယ်ချင်းရောက်လာတဲ့ချိန်မှာတော့တူတူကျောင်းကိုသွားပါတယ်။ဘေးကနေတငယ်ချင်းစကားလာပြောလဲကိုကဗီဒီယိုပဲထိုင်ရိုက်ဖြစ်နေရပေါ့နော်ဗီဒီယိုလောက်ရမယ် vlog တွေရရမယ်ဆိုတဲ့စိတ်လေးရှိနေတော့အဲ့မဲ့လည်း guidance တွေပါအကုန်လုံးပွဲရပြီးသွားတဲ့အချိန်ထိဘာမှဗီဒီယိုမရိုက်လိုက်ရဘူးပေါ့နော်ဒီနေ့လုပ်ခဲ့တဲ့ဟာကိုတို့ချုပ်ပြောရမယ်ဆိုရင်တော့ကျောင်းကစီကန်းတွေ guidance တွေရှင်းပြရလဲပြီးသွားရောကျောင်းသားစီနီယာတွေကတို့ကျောင်းသားအဖွဲ့တွေအများကြီးရှိတဲ့ဟာတွေကိုရှင်းပြပေးကြပါတယ်အဲ့ထဲမှာမှကိုကစိတ်ဝင်စားတဲ့အဖွဲ့လေးက3ဘွဲလောက်ရှိခဲ့တော့တစ်ခုချင်းစီဝင်ပြီးတော့ရှင်းပြရရောနားထောင်ခဲ့ပါတယ်ဒီလိုနဲ့ကျောင်းကိစ္စလည်းပြီးသွားရော entrance ceremony ကြာဝတ်ဖို့စကတ်လိုနေတာနဲ့ရထားနှစ်ပူတာထပ်စီးပြီးတော့ shopping သွားလုပ်ပါတယ် shopping center လည်းရောက်တော့ဂျီယူတွေ့တော့ဂျီယူနဲ့ဝင်ပြီးတော့မှန်ရှင်းမှာမျိုးမျိုးပို့စီရှောက်လုပ်တယ်ပေါ့နော်shopping center ရဲ့အထွက်နားလေးမှာ shopping ကားရလည်းရှိနေတော့ကိုကဒီ shopping ကားမှာလမ်းလျှောက်တာအရင်ကြိုက်တော့အသကုံလမ်းလျှောက်တယ်ပေါ့နော်ရှောက်နေနေအမ Sanrio character shop လေးတွေ့ခဲ့တော့မနေနိုင်လို့ဝင်ကြည့်ခဲ့ပါတယ်ကိုက Chromie fan ဆိုတော့ Chromie တွေ့ရင်အရင်သေးရအကယ် Sanrio shop ထဲဝင်ခဲ့လို့ဒီဆက်လေးတွေ့ခဲ့တယ်ဆိုရင်တော့ဒီဆက်ထဲပတ်စံလေးထည့်ပြီးတော့ popcorn လေးလောက်စားလို့ရပါတယ်အပြန်လဲကြရောဘိုက်ကလည်းစားနေပြီလူကလည်းမောနေပြီဆိုတော့ coffee ဆိုင်လေးထဲဝင်ပြီးတော့ဘိုက်ပြောင်းစားမယ်ဆိုပြီးတော့တွေးလိုက်ပါတယ်မင်းကြီးကတော့စားခြင်းစရာတွေကြီးပဲဒါပေမဲ့ဒီနေ့ကထမင်းစားခြင်းနဲ့စိတ်လည်းရှိရော cuts ကတဲ့နဲ့ ice tea နဲ့ပေါ့နော်မှာလိုက်ပါတယ်ဒီဆိုင်လေးက vintage vibe လေးရပြီးတော့ကိုလိုမျိုးပေါ့နော် coffee ဆိုင်နေပါတယ်တယောက်တည်းလာထိုင်ရကြိုက်တဲ့လူတွေအတွက်ဆိုရင်တော့အဆင်ပြေမယ်လို့တော့ထင်ပါတယ် chill တာထက်တော့ဒီတိုင်းအနားယူရုံလေးပေါ့နော်ကဲမှားထားလည်းရောက်ပြီဆိုတော့စားလိုက်ပါအောင်မယ်စားကောင်းလို့ thumbs up လုပ်ပြတာပါပြီးမှာထားတဲ့ ice tea လေးတွေကို milk ရဲ့ sugar syrup ပေါ့နော်အဲ့ဒါကိုထည့်ပြီးတော့တောက်ပါတယ် syrup ထည့်တာများသွားပေမဲ့ရတာတော့မဆိုးပေါ့နော်ခရဲတဲ့စားပြီးသွားရောအချိုတဲဖို့ထီရာမီဆူတွေမှာလိုက်ပါတယ်ဒီထီရာမီဆူဘယ်လောက်တောင်ကောင်းလဲဆိုရင်တော့မျက်နှာကိုကြည့်လိုက်ရင်တော့နားလည်တော့မှာပေါ့နော်စားလဲစားပြီးသွားရောအိမ်ပြန်ပါတယ် If you found the one you should never give her up I think it's the way life changes when in love yeah I surround my soul with the positivity